ဒါလောက်တိုင်းပြည်ကြီးကမောက်ကမနေနော်ဒီစနစ်တစ်ခုကိုပြောင်းပြီးဒီစစ်အာဏာရှင်ကိုတွန်းလှန်ဖို့လုပ်တဲ့လေမှာဒီလက်တဆုပ်စာဒီတိုင်းပြည်ထဲမှာရှိနေတဲ့ဒီအထူးသဖြင့်ရန်ကုန်သားပေါ့ဗျာနော်သူတို့တွေကရန်ကုန်ထဲမှာပဲနေတာလीနော်ရန်ကုန်သားအများစုပေါ့နော်တကယ်ကိုအကြီးအကျယ်မြန်မာနိုင်ငံမှာစစ်အာဏာရှင်တွေနဲ့ပေါင်းစားပူစားလှုပ်ရှားပြီးတော့ကိုပိုင်ကပိုက်ဆောင်တက်တွေနဲ့ရဲဆက်ဆက်ကြီးကိုလုံနေတယ်အားလုံးပဲမင်္ဂလာပါ ANT channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ဟာမြန်မာနိုင်ငံသတင်းထူးသတင်းဝင်တွေကိုနေ့စဉ်နဲ့တင်ဆက်ပေးတာမို့ကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားပေးဖို့ပြောကြားချင်ပါတယ်အဲ့တော့ပြည်သူကအခရာဖြစ်တဲ့ခါကျတော့ပြည်သူကနေပြီးတော့အခုလိုပြပြနဲ့ထန်ပြန်တုတ်ပြန်လာတဲ့ခါကျတော့သူတို့တွေကအခုလိုမျိုးဖုံးနိုင်ဖိမရဘူးပေါ်တဲ့လူကပေါ်မှကျွန်တော်သိတာဒါပေမဲ့သူ့ကိုလည်းကျွန်တော်တို့ကကျေးဇူးတော့တင်ပေးရမယ်ဘာကြောင့်လဲဆိုတော့ဒီခေတ်ကြီးမှာအဲ့လိုပေါ်ရဲတဲ့လူကတော်တော်ရှားတယ်ဗျသူဆိုရင်သူ့အဖေကိုဖမ်းထားတယ်လို့ဆိုတယ်သိန်းနဲ့ချီတန်းတာပြောတာပေါ့ဒေါ်လာဆိုရင်ဒေါ်လာသူပြောသလိုပေါ့ဒေါ်လာတန်း20တန်း30တန်း40တန်း50တန်း100အဲ့လောက်ချမ်းသာကြတော့အဲ့တော့ဒီ9နှစ်တည်းတွင်သူတို့တက်နေပြီပေါ့နော်ပြောချင်တာအပြတ်ရှာစားလိုက်ကြပြီပေါ့ဒါကျွန်တော်တို့တကယ်ရင်ဆိုင်တွေ့နေရတဲ့အနေထားပဲအဲ့တော့energy အနေနဲ့လေဒီအုပ်ချုပ်ရေးရန်တရားတွေတိဆောက်တဲ့နေရာမှာဒီအခုလိုပြဿနာတက်လာမှာထုတ်ပြန်တာဆိုတာတဲ့ငကိုတွေကဒါနည်းနည်းထုတ်ပြန်ထားပြီးမှဖမ်းတာစီးတာလို့ရင်တော့နည်းနည်းပိုကောင်းတာပေါ့ဗျာဒါပေမဲ့အဲ့ဒီတော့ဖမ်းတာကိုလေရွေချက်ရှိဒီဗီဒီယိုရိုက်ပြီးတင်လိုက်ပြီးဖွာတာပေါ့ဗျာပြောချင်တာက NUG ကိုလက်ညှိုးထိုးတာပေါ့အဲ့တော့တရားအုပ်စုဆိုတဲ့လူတွေနဲ့တစ်ဖက်ကလူတွေက NUG ကအမျိုးသမီးတယောက်စီဒီယန်တယောက်ဆရာဝန်တယောက်ကိုမတရားလုပ်နေပြီဆိုတဲ့ပုံစံနဲ့မနေ့ကဒီဝါဒဖြန့်ပြီးတော့နာမည်ဖြတ်တာပေါ့ဗျာဂျက်ဗလင်းမစ်ဇိုင်းလားဟုတ်ကဲ့အဲ့တော့ဒေါ်လာရေးထဲမှာကောဒီငွေကြေးနဲ့ပတ်သက်နေတာကောပေါ့နော်သူရဲ့အခုထုတ်ဖော်ပြောဆိုမှုအရာဆိုရင်ဒီအနုပညာရှင်အတိုင်းဝိုင်းတွေထဲမှာသူကနာမည်နဲ့တကွတယောက်ပဲသူပြောသွားသေးတာသူအများကြီးဘယ်လောက်ရှိနေပြီလဲပေါ့နော်နောက်ကျွန်တော်တို့ပြည်တွင်းထဲမှာရှိနေတဲ့စီးပွားရေးသမားတွေကျွန်တော်တို့နဲ့ဒေါ်လာရေးသမားတွေကိုခါတူတူဖြစ်နေရတဲ့ကိစ္စပေါ့နော်အဲ့တော့အထူးကတော့သူလည်းထောက်ပြသလိုပဲဒီစင်ကာပူကမလွတ်ဘူးဗျာသိလားသူလည်းပြောတယ်သူတို့ပတ်စံနေလဲအိန္ဒိယတစ်စင်စင်ကာပူထဲစင်ကာပူရဲ့တစ်စင်သူတို့ပြောတယ်စိန်ဝင်းလားပါလားသူပြောတယ်အဲ့တယောက်ထဲအဲ့တယောက်ကစစ်အာဏာရှင်အဝယ်တော်ပေါ့ဒါကျွန်တော်တို့1988ထဲကဦးတန်းရွှေလက်ထက်တွေကတည်တဲ့ဒီ trend ကိုပဲသူကပြန်ဖော်တာအဲ့ဒါကကျွန်တော်တို့အကြမ်းပြင်းသိထားတာကြာလာပြီစင်ကာပူကတစ်စင်ပဲစစ်အာဏာရှင်ကဒီ export import anti တွေအဲ့တစ်စင်ငွေကြီးခေါ်ချပြီးတော့အိန္ဒိယပတ်စံတွေနဲ့သူတို့ကဘယ်ကုမ္ပဏီကိုရောင်းလိုက်ဘယ်ကုမ္ပဏီကိုပေးလိုက်အဲ့ဒါတွေအားလုံးဒီစစ်အာဏာရှင်လက်ဒီအသုံးဝင်ဝယ်နေတဲ့ဒီလက်နက်ကုမ္ပဏီတွေကိုဒီငွေပြူဖြစ်တဲ့ဒီဘိုင်းလုပ်ငန်းရှင်တွေရာတွေတဆင့်စစ်အာဏာရှင်ကိုဒါတိုင်းမသွင်းခိုင်းပဲသူတို့ဂျားကန်ပွဲစားရတဆင့်ဥပမာဥရောပဘယ်ကုမ္ပဏီကိုဒီငွေချေလိုက်ဒါမျိုးနဲ့စင်ကူကဂျားကန်လုပ်ပေးနေတာပဲအဲ့တော့ဝင်ငွေကမြန်မာပြည်ကပဲထွက်သွားတာအဲ့ဒါကိုသူတို့ကပါမစ်ထုတ်ပေးလိုက်တယ်ရိုးရှင်းလေးပဲနော်စီးပွားရေးလှုပ်ရှားတာအမှန်သူပြောတဲ့အတိုင်းစီးပွားရေးလှုပ်ရှားကုန်ရောင်းကုန်ဝင်ပဲသူကပဲတိုင်နော်ပဲတောင်သူဖြစ်တဲ့လေတောင်သူတွေကနေပြီးတော့သူကတတန်ကို10သိန်းနဲ့ဝယ်မယ်ဥပမာပေါ့10သိန်းနဲ့ဝယ်မယ်နောက်မှလည်း30နဲ့ဝယ်မယ်ပြီးတော့အဲ့ဒါကိုသူကစုထားမယ်စုထားပြီးတော့သူကအဲ့ဒီရတဲ့ဟာကအစိုးရစီကပါမစ်တန်ကြီး1000ရမယ်တန်ကြီး1000ရပြီးတော့အဲ့တန်ကြီး1000နဲ့သူကအိန္ဒိယမှာဝယ်လက်ရှာတယ်ဝယ်လက်ရှာတဲ့ခါကျတော့ဟိုဝယ်လက်ကုမ္ပဏီကသူ့ကိုတွေ့တယ်အိန္ဒိယတတိပေါ့သူပြောသလိုတာကုမ္ပဏီပေါ့တတာကုမ္ပဏီကရမယ်ရပြီးတဲ့ခါကျရင်သူအမှားစာရမယ်ရပြီးတဲ့ခါကျရင်သူကအဲ့ဒီအောက်ခြေမှာရှိတဲ့ပွဲစားအစစ်စင်ကနေသူဝယ်ထားတဲ့အတန်ကြီးဒီဈေးတစ်ခုနဲ့30နဲ့
ဒီပဲတွေကိုတောင်သူစရာလိုက်ကောက်မယ်ကောက်ပြီးတော့သူတို့ဂိုထောင်ထဲမှာထည့်မယ်လိုအပ်တဲ့ export import လုပ်ဖို့အတွက်လိုအပ်တဲ့ထုတ်ပိုးမှုတွေလုပ်မယ်ပြီးမှကျွန်တော်တို့ဒီဝင်ကြီးဌာနကသူပြန်လာပြောသလိုပေါ့ဒီပိုးမွားတန်းစင် certificate တို့ license certificate တို့အဲ့ဒါတွေအားလုံးထုတ်ပေးရမယ်ပြီးတော့သင်္ဘောကိုမှားလိုက်မယ်သင်္ဘောကလည်းကုန်တယ်မှာဖြစ်တဲ့အတွက်သင်္ဘောကိုကူးနေတဲ့ကုမ္ပဏီကလာယူမှာပဲလေအဲ့တော့အဲ့ဒီတော့သင်္ဘောပေါ်တင်ပေးလိုက်မယ်သင်္ဘောပေါ်ကနေပြီးတော့အိန္ဒိယကိုရောက်မယ်အိန္ဒိယစက္ကန့်ရောက်တဲ့ခါကျရင်မြန်မာနိုင်ငံကနေထုတ်ပေးလိုက်တဲ့စာရွက်စာတမ်းတွေကိုတင်လိုက်ပြလိုက်မယ်အဲ့ဒါဆိုရင်တရားဝင်ရောင်းဝင်ဖြစ်ပြီးအဲ့ဒါအစိုးရလုပ်လေစာရွက်စာတမ်းထုတ်ပေးခြင်းနော်ဒီ license ထုတ်ပေးခြင်းဒါတွေကအစိုးရလုပ်လေအစိုးရလုပ်ပိုင်ခွင့်လေအဲ့တော့အဲ့ဒီမှာအဲ့ဒီလုပ်ပိုင်ခွင့်ကိုအပေါ်ကဗိုလ်ချုပ်တွေကရောမင်းတန်းကြီးသားအဲ့တော့အပြင်မှာပဲစီထက်မင်းကငါတန်းကြီးသိန်းထုတ်ပေးမယ်1000ထုတ်ပေးမယ်အဲ့တော့တန်းကိုမင်းကိုငါ့ကိုသိန်းမြတ်ပေးရမယ်ဆိုရင်တန်းကြီး1000ဆိုရင်သိန်း1000ပဲအဲ့တဲ့ပုံနဲ့ထုတ်သွားတာတန်းကြီး1000ဆိုသူတက်သိန်း1000ပဲအဲ့တော့သူ့မှာအမေတွေအများကြီးဒါမျိုးနဲ့ချနေတာနော်အဲ့တော့အဲ့ဒီအချိန်မှာလေကနတော့ကဂွန်ကြီးဌာနကလည်းကနတော့ကဒီသူပြောတဲ့ export license ထုတ်ပြီးစာရွက်စာတမ်းတွေပဲဒီပိုးမားကင်းစာရွက်စာတမ်းတွေပတ်စံပေးပြီးမှတကားဒီဗမာပြည်ကဆန်နေအပြင်ထွက်တင်မောတင်ကားနဲ့ဟိုဘက်သွားဟိုဘက်နိုင်ငံရောက်တဲ့ခါကျရင်အစားစတန်ပြလိုက်ဟိုဘက်ကဆန်ပေးချတယ်ချပြီးတဲ့ခါကျမှကုန်သေးရသူပတ်စံသွင်းတယ်ပတ်စံသွင်းတော့တရားဝင်အန်ဒီဖြစ်တဲ့အတွက်ဒီစင်ကူဘန်အတဲကိုဝင်လာတယ်မြန်မာပြည်ကိုမလာဘူးစင်ကူဘန်နေရမှာတစ်စင်မှာသူကပြည်တွင်းကိုပြန်ပြီးတော့ပို့ရတယ်အန်ဒီပြန်ပို့ရတယ်အဲ့ဒီချိန်မှာစစ်တပ်ကဂျားကန်လူတွေကတစ်စင်အဲ့ဒီအန်ဒီကိုသူတို့ကိုပြန်သွင်းတဲ့ပုံစံနဲ့ယူတယ်ဗမာငွေပြန်လဲတာပေါ့အဲ့ဒီယူပြီးတော့အဲ့ဒီဥစ္စာကိုသူတို့ကကျွန်တော်ပြောတဲ့ highway ရိုက်တယ်လို့ကျွန်တော်ခေါ်တယ်ကျွန်တော်အမြဲပြောနေလေ highway ရိုက်တယ်ပတ်စံယူတာမဟုတ်ဘူးသူတို့အကောက်ထဲကိုထည့်ခိုင်းတာအဲ့တော့မင်းမ$9သန်းလို့ကျင်တယ်အဲ့တော့သူကစင်ကူမှာရှိတယ်သူကတရားဝင်စင်ကူကအကောက်ပဲစင်ကူဆိုးရတယ်သိတယ်ပြီးမှသူကရောင်းလိုက်တယ်ဟိုမှာ$4,000ဒေါ်လာကို$4,000နဲ့ရောင်းလိုက်တယ်အဲ့တော့အဲ့ဒီ$1သန်းကိုစစ်တပ်ကဂျာကန်လူကဒီအကောက်ထဲကိုပြောင်းခိုင်းတာအမှန်ကသူတို့ဘာပြောမလဲသူတို့လက်နဲ့ဝယ်တဲ့အကောက်တော့မှစစ်တဲ့အကျိုးစီးပွားအကောက်ထဲကိုပြောင်းထည့်ပေးတာအကောက်ကို highway ရိုက်တယ်လောက်တာအဲ့ဒါဒီစစ်တပ်ကပဲလှုပ်ရှားတာအဲ့ဒါအရင်တည်းကဖြစ်နေတာအခုမှမဟုတ်ဘူးပဲသွင်းတယ်တန်သွင်းတယ်ဘာသွင်းတယ်ကြောက်သွင်းတယ်အမျိုးစုံပေါ့ဗျာအဲ့တော့လုတ်ပိုင်ခွင့်ကိုလှုပ်ရှားနေတာအဲ့ဒီလုတ်ပိုင်ခွင့်ကိုရှိတဲ့ပလင်ပေါ်မှာတက်ထိုင်နေတာဘာလို့လဲတိုင်းပြည်အုပ်ချုပ်နေတဲ့နေရာမှာပြည်သူပြည်သားတွေကိုလှုပ်ကြွေးအကျွေးမှုပြုတာနဲ့အဲ့တိုင်းပြည်မှာရလာတဲ့အဲ့ဒီလုတ်ပိုင်ခွင့်တွေကိုအခုဒါလှုပ်ရှားနေတယ်ဆိုတဲ့အကောင်းဆုံးနောက်ထပ်သက်သေတစ်ခုဖြစ်တယ်ကျွန်တော်တို့ပြောနေတဲ့စကားအမှန်ဆိုတာကိုလည်းထုတ်ပြောခြင်းနဲ့အဲ့ဒီဂျားတွေကနေလှုပ်ရှားတဲ့အစစ်စစ်သောပွဲစားများခဏတော့ကသူတို့ကအခွင့်အရေးပေါ့ဒါပတ်စံပေါ့အမင်းငါ့ကိုထောက်ခံတယ်ရောအမှုပညာရှင်ရောအမင်းတန်ကြီး100ယူမင်းကတန်ကြီး200ယူသူတို့တွေကလည်းဘာလုပ်မလဲအဲ့တန်ကြီးပြန်ရောင်းစားလိုက်တာအဲ့တော့ဒီ export import လုတ်တက်တဲ့လူတွေလက်ထဲကိုအဲ့ဒီအရာတွေလိုက်စုတာပေါ့ဟိုကားပါမင်းလို့ကမင်းကအစီ100ယူအဲ့သဘောပဲအဲ့လိုနဲ့ဒီလုတ်ပိုင်ခွင့်တွေကိုရောင်းစားနေကြတဲ့လူတွေအဓိက export import ကင်ထားတဲ့လူနော်ဒီမြန်မာနိုင်ငံကုသန်းရောက်ဝေကြီးဝန်ကြီးဌာနရဲ့ဒီနဲ့အဲ့ဒီသူပြောတဲ့ဗိုလ်ချုပ်အောက်ကျော်လားအဲ့ဒါကမိန်ပဲသူပြဿနာတက်လာတယ်လိန်ကြတယ်ပြူကြတယ်ဆိုရင်ဘာလုပ်မလဲတိုင်းမှုတွေစရဖတွေကိုအကူအညီတောင်းမယ်အဲ့ဒီကောင်တွေကိုခေါ်ပြီးဖမ်းခိုင်းမယ်ခိုင်းမယ်နှင်းမယ်နှိမ့်ဆက်မယ်ပြန်ယုံမလားမယုံလို့မယ်အဲ့ဒီကတိုင်းမှုတွေစရဖတွေကိုလည်းသူကတော့ခါလိုက်တာပေါ့ဗျာသူက$3,000အလင်ကန်ရတယ်ဆိုရင်ရောတိုင်းမှုကိုသွားပြောမယ်ရောမင်း$1,000ယူပွဲစားတဆင့်သွားတာတိုင်းမှုကလည်း direct တွေ့လို့ရပွဲစားအေးပွဲစားတဆင့်ရောမင်းဘုံမှုတယောက်ခေါ်သွားရောအေးဘုံမှုမင်း50လောက်ပေးလိုက်အဲ့တော့အေးဘုံမှုကအဲ့ဒီကောင်ခေါ်ပြီးတော့နဖုံခါတာခေါ်တာပေါ့ဗျာခေါ်ပြီးတော့ညှိကြနှိုင်းကြပြီးတော့ဒီလိုမျိုးတွေနဲ့သူတို့အခြေချင်းလောကတဲ့ကြားထဲမှာကိုပတ်နေပြီးတော့ဘယ်သူမှဒီဘူချုပ်တွေနဲ့မလွတ်ပဲနဲ့လှုပ်ရှားနေတာဒါကြောင့်ဦးသိန်းစိန်အစိုးရလက်ထက်မှာအဲ့ဓာတွေမရှိတော့ဘူးဒေါက်ဆန်းစုကြည်အစိုးရလက်ထက်မှာအဲ့ဓာတွေမရှိတော့တဲ့အခါမှာငါတို့တိုင်းမှုတွေဘာလှုပ်ရှားကြမလဲငါတို့စားရဖတွေဘူချုပ်တွေဘာလှုပ်ရှားမလဲအဆန်ထွက်ပြီးတော့သူတို့ကိုယ်တိုင်ကမင်းအောင်လည်းအာဏာပြန်သိမ်းခိုင်းတာအဲ့ဒီလုတ်ပိုင်ခွင့်ကိုပြန်လိုချင်တာဒေါ်ဆန်းကြီးအစိုးရအဲ့ဒါကြီးထိချုပ်လိုက်တာတွေအဲ့လိုပွဲစားတွေအဝင်အဲ့တော့ပွဲစားတွေကလည်းအဲ့ဒီချိန်မှာဘာဖြစ်လာလဲအခုလိုခွင်ရိုက်လို့မရတော့ဘူးအခုလိုလုပ်လို့မရတော့ဒီကအမှန်မှန်ကန်ကန်လုပ်တဲ့ခါကျတော့သူတို့မကြိုက်တော့ဘူးအဲ့တော့အဲ့ဒီခရိုနီခရိုပြအတိုင်းဝဲနေရလေဒေါ်ဆန်းစုကြည်နဲ့ဒီမိုကရေစီမကြိုက်ဘူးသူတို့လှုပ်ရှားလို့မရဘူးမှန်မှန်ကန်ကန်သမားတွေပဲရတော့မှနိုင်ငံတော်ကပို့ခွန်ရမှာရှိတယ်ထိချုပ်ထားတာလေးရှိတယ်အထူးသဖြင့်ဒေါ်ဆန်းစုကြည်ကအဲ့ဒီ export import တွေဘာပါမင်းဖြစ်ဘာမှနိုင်ငံဘာဆောက်လုပ်ရေးလုပ်ငန်းဘာဖွံ့ဖြိုးဘာတူမှလက်မှတ်မထိုးပေးဘူးအကုန်သူထိုးထားတာရှိတယ်ဒါတောင်သူတို့အနောက်ကွယ်ကနေပြီးတော့အမျိုးစုံနဲ့သူတို့ကလပ်ဖန်ထိုးတာရှိတယ်နောက်ဆုံးကျမကျေနပ်တာတွေဖြစ်တယ်အဲ့ဒီဂျားတွေရမယ်အားလုံးတွေးတဲ့အတိုင်းပဲရွှေကုတ်ကိုကိစ္စကြီးကပေါ်လာတာအဲ့လိုပဲဒီရထိုက်ကုမ္ပဏီဘာကုမ္ပဏီအဲ့လိုလက်မှတ်ထိုးခိုင်းတာ
ပြောချင်တာကအားလုံးတွေဒီအကျိုးစီးပွားတွေနဲ့ပတ်သက်နေတာအဲ့တော့သူတို့စိတ်ကြိုက်ချဲလဲလို့မရဘူးဒါဒေါ်ဆန်းစုအစိုးရလက်ထက်မှာလည်းဘာဖြစ်လာလဲဆိုတော့ဒီလိုစီးပွားရေးသမားတွေပွဲစားတွေတော့ဝင်လို့မရဘူးဒါပေမဲ့အဲ့ဒီစီးပွားရေးသမားတွေအားလုံးကသူတို့ရဲ့ကြွေးကြော်သံတွေလူတိုင်းဒီပါဇက်ပိုင်းစားမှာပဲဒါကြောင့်အဲ့ဒီဟာရှိသူတို့ဒီအဲ့ဒီချိန်ကရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်တဲ့ဦးဖြိုးမင်းသိန်းကိုကတ်ကြတယ်အဲ့ဒီလုတ်ပိုင်ခွင့်တွေနဲ့တစင်သွားကြတယ်နော်အိမ်ဆက်မြေကိစ္စဘာညာကိစ္စတွေပေါ့ဗျာအဲ့တော့အနည်းနဲ့အများတော့ရှိတယ်အဲ့ဒီချိန်မှာဘသူကနာမည်ဖြစ်လာတဲ့ဦးဝင်းထိန်ရဲ့အမျိုးတွေကနာမည်ကြီးလာတယ်နော်ဦးဝင်းထိန်ရဲ့တူဆိုပြီးတော့နော်ဒီကျွန်တော်ပြောမယ်ဒီပြည်နယ်ဝန်ကြီးဥမာပဲခူးတိုင်းဆိုရင်ဒါအိမ်ယာစီမံကိန်းတွေမြေကွက်တွေကိုပါမစ်ရထားတာအဲ့တော့ဒေါ်ဆန်းစုကြည်လက်ထက်မှာလည်းအဲ့ဒီကိစ္စတွေဖြစ်လာတယ်ရှိလာတဲ့ခါကျတော့အဓိကကတော့ဘသူတူဘသူမြည်ပေါ့ဗျာနော်ဒေါ်ဆန်းစုကြည်နာမည်တော့ဘသူမှအလွယ်သုံးစားမလို့ရပါဘူးအဲ့တော့ NLD ဗဟိုမှာရှိတဲ့လူတွေရဲ့ဒီဘယ်လိုပြောမလဲဒီအစိုးရနဲ့ဓာတ်ရိုက်ပတ်သက်နိုင်တဲ့ဦးဝင်းထိန်တို့နာမည်ထွက်တာပေါ့ဗျာအဓိကကတော့ဦးဝင်းထိန်ရဲ့တူကတော်တော်နာမည်ထွက်တယ်အခုလှုပ်ရှားနေတဲ့အဲ့ဒီအုပ်စုတွေကပဲဦးဝင်းထိန်တူကနေတဆင့်အဲ့တော့ဒီဟုတ်ပါတယ်ဦးဝင်းထိန်တူကတဆင့်ဒီမြေခွက်တွေလက်ထဲမှာပေါ့ထောင်ထဲချီတဲ့မြေခွက်တွေအားလုံးသူ့နာမည်တွေနဲ့ရထားတာတွေရှိတယ်တော့မဟုတ်လေသူများနာမည်နဲ့စုပ်ထားတာတွေရှိတယ်အဲ့တော့အာဏာရှိတဲ့လူတန်းဥပမာဦးဝင်းထိန်ရဲ့တမီလာသားလားမင်္ဂလာဆောင်မှာလဲသိတယ်မလားကားတွေဒါမျိုးတွေပေါ့ဗျာဒါကြောင့်ဦးဝင်းထိန်ကအော်စတြေးလျနိုင်ငံတော့ပြန်ထွက်သွားလိုက်တယ်ဒီချိန်မှာဒေါ်ဆန်းစုကြည်ကိုယ်တိုင်အော်စတြေးလျရောက်တယ်တပ်ပြန်ခေါ်ဒါတွေလည်းရှိခဲ့တယ်နော်ပြီးတော့ကျွန်တော်တို့ဝန်ကြီးချုပ်တွေပေါ့နော်မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ပဲခူးတိုင်းဝန်ကြီးချုပ်တို့အခုဆိုရင်တော့ဒါကဲချီပြည်နယ်ဝန်ကြီးချုပ်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကွီးဖြိုးပေါ့ဗျာသူကတော့နာမည်အကြီးဆုံးပေါ့နော်နာမည်အကြီးဆုံးပေါ့သူကဦးနေဝင်းမြင်းအေးနေဝင်းတို့နဲ့လည်းပတ်သက်တယ်ဘာညာပေါ့ဗျာအဲ့ဒါမျိုးတွေပြောကြတယ်ဘာလို့ဆိုတော့ရန်ကုန်တိုင်းမှာကအကျိုးစီးပွားတွေကအများကြီးရှိတယ်အဲ့တော့အဲ့ဒါမျိုးတွေပေါ့ဗျာအဲ့တော့ဒေါ်ဆန်းစုကြည်တို့ကလည်းဘယ်လိုဖြစ်လို့အဲ့ဒီဦးဖြိုးမင်းသိန်းကိုအဲ့ဒီယာတူကိုပေးလိုက်လဲနားကိုမလဲနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရန်ကုန်တိုင်းဝန်ကြီးချုပ်နေရာဆိုတာတော်တော်စိတ်ချရတဲ့လူနဲ့တော်တော်အသက်ကြီးတဲ့လူကိုပေးတင်တာနော်ဒီဖြိုးမင်းသိန်းရဲ့ယာဆွင်ကအမြဲတမ်းချန်ခုံတယ်ဟိုပါတီထောင်တာအဆင်မပြေဘူးဒီနာပါတီထောင်တယ်ဒီပါတီကတော့အဆင်မပြေချန်ခုံတယ်အဲ့လိုမျိုးလူမျိုးကိုအပြောကြတာလားနောက်မျိုးလေလူငယ်ဖြစ်လို့ဘယ်လိုဖြစ်လို့သူ့ကိုအဲ့ဒီယာတူပေးလိုက်တယ်စဉ်းတော့မစဉ်းစားနိုင်ဘူးအဲ့တော့အဲ့ဒါမျိုးတွေဖြစ်ခဲ့တာတွေပေါ့နော်အဲ့တော့ဟုတ်ပါတယ်သူကတော့ဒါ legal process လုပ်တဲ့ပုံစံပြောနေတယ်အမှန်ကတော့ဒါလက်ပေးလက်ယူအကုန်ဖြစ်နေတာပါเนาะအဲ့တော့ဒါတွေအားလုံးဒီဟိုကျွန်တော်တို့ကြားဘူးခဲ့တာရှိတယ်ဘယ်သူမှသူ့လိုထုတ်ပေါ်ဝေဖန်တဲ့လူတော့မရှိဘူးဒါသူကတော့ဒါမြန်မာနိုင်ငံသမိုင်းမှာပထမဆုံးပွတ်လင်းမီဒီယာနဲ့သူလည်းအခုနိုင်ငံခြားရောက်နေပြီသူလည်းပြန်ဖန်ခံရတော့သူ့ဖေလည်းဖန်ခံရသူဖွင့်ပြောတာဖြစ်တဲ့အတွက်ဒါကြီးကတကယ်ကိုရှိနေတယ်တကယ်ကြီးပတ်သက်မှုရှိနေတာဖြစ်တဲ့အတွက်အကျိုးစီးပွားတွေပါနေကြတယ်အဲ့ဒီအကျိုးစီးပွားတွေထဲမှာဟိုနောက်ဆုံးဒီလူမျိုးနဲ့တိုင်းရင်းသားတွေနဲ့တစ်ခုလုံးနဲ့ပတ်သက်နေတဲ့အကျိုးစီးပွားပေါ့ဗျာကရင်ဆိုရင်ဒါကရင်ပြည်နယ်လွတ်မြောက်ရေးကရင်ပြည်သူတွေလွတ်မြောက်ရေးဖက်ဒရယ်အခွင့်အရေးရရှိရေးနော်ပလောင်ဆိုရင်လည်းပလောင်ပြည်နယ်တွေရရှိရေးပလောင်ကိုကံဝတွေလည်းသူတို့လူမျိုးရအကျိုးစီးပွားပေါ့အဲ့ဒီအကျိုးစီးပွားနဲ့ကိုရောင်းစားပြီးစစ်အာဏာရှင်နဲ့အခုလိုကြားဖြန့်လုပ်ငန်းတွေလုပ်နေတာတရုတ်နဲ့အကျိုးစီးပွားတွေပတ်သက်နေပြီးတော့အခုလိုမိုးကုတ်တွေလာရှိုးတွေကိုပြန်ပေးတာဒါကပိုကြီးကျယ်သွားတာပေါ့သူဟိုရာကြတော့သူတို့ကိုဂျိုးစီးပွားအတွက်ပဲ trade လုပ်တာနော်သူတို့ကကိုဂျိုးစီးပွားအတွက်ပဲ trade လုပ်တာသူတို့ကတော့ကုန်တယ်ဆိုတာကတော့ရောင်းဝယ်မယ်စားမယ်တောက်မယ်ပေါ့ဗျာဘယ်အစိုးရတက်တဲ့ငါတို့ပါမစ်ရမယ်ငါတို့ဒီပါမစ်ကိုလိုက်မယ်အဓိကကတော့ export import လုပ်မယ်ဆိုပါမစ်လိုတယ်အဲ့ဒီ license လောက်မယ်တရားဝင်ကုမ္ပဏီထောင်မယ်ပြီးတော့ပွဲစားတွေနဲ့ပစ္စည်းဝယ်မယ်ပြီးတော့လိုအပ်တဲ့စာရေးစာတမ်းတွေသင်္ဘောတင်မယ်ဟိုဘက်နိုင်ငံကိုရောက်မယ်ရောင်းမယ်ပေါ့တော့ဒီကြားထဲမှာကြတော့အဓိကနစ်နာတာကဘာလို့လဲဒါကြောင့်ကျွန်တော်တို့ဒီအာဏာရှင်စနစ်ကိုတိုက်ဖြတ်နေတာအခုသူပြောရတဲ့ပဲလုပ်ငန်းအစစ်စစ်မှာကြားထဲမှာရောင်းဈေးက360တောင်သူတွေကိုပေးတာ320ကြားထဲမှာပဲတရံ340ပျောက်သွားတယ်အဲ့ဒီ340ကိုအစင်စင်တော့သူ့အပါဝင်အဲ့ဒီကုန်းတဲ့အပါဝင်အစင်စင်တော့အာနာဘိုင်းတွေခွဲဝေယူလိုက်တာခရိုနီတွေခွဲဝေယူလိုက်တာအဲ့တော့အစင်စင်တော့ခွဲဝေယူလိုက်တာဖြစ်တယ်တကယ်ရသင့်တဲ့အောက်ခြေကတောင်သူတွေက
60ရတဲ့နဲ့ဟာ50ရတဲ့နဲ့ဟာ20ပဲရတော့တာပြောချင်တာကတောင်သူတွေရဲ့သွေးနဲ့ချွေးနဲ့ဘွားအငက်ခံပြီးစိုက်မှာဒီပဲစီထွက်မှာတို့ကရောင်းစားလို့ရတာအဲ့ဒီတို့စိုက်ထားတာမဟုတ်ပဲအဲ့ဒီတို့သူများစိုက်ထားတဲ့ပဲစီကိုအာနာပိုင်တွေနဲ့အဲ့ဒီကတော့ပွဲစားဆိုတဲ့ကုန်တယ်လူတန်းစားတွေကုမ္ပဏီဝန်ထမ်းစားတွေကမတရားနှိမ်ပြီးတော့အဲ့ဒီကတော့ဟဝါတဲ့ဈေးပေါ့ဟိုမှာတကယ်ရမဲ့ဈေး60ကိုနော်ကုန်ကြစိတ်နှုတ်ပေါ့ဗျာ50လောက်ပေးတို့မစိုးဘူးပေါ့နော်မလဲတဝက်လောက်ပေးတော့မစိုးဘူးအခုက3ပုံ1ပုံလောက်3ပုံ2ပုံလောက်တိနှိမ်ပြီးပေးထားပြီးတော့တကယ်လုံးနေတဲ့ပြည်သူတွေရဲ့ချွေးနှဲစာနဲ့အဲ့ဒီကတော့ကုန်တယ်ပွဲစားကြီးတွေအမျက်ထုတ်ကြီးပွားနေဒါကြောင့်အရင်းရှင်စနစ်ဘူဇွာစနစ်ကိုကျွန်တော်တိုက်ဖြတ်ခဲ့တယ်ဆိုတာဒါကိုပြောနေတာဒါပေမဲ့ကျွန်တော်အဲ့လိုပြောလို့ capitalism ကိုကျွန်တော်တို့ကအာမပေးတာမဟုတ်ဘူး capitalism ကိုအာမပေးတာမဟုတ်ဘူး capitalism ကမှန်ကန်စီးပွားရေးလို့မှန်ကန်လုပ်ရင်ဒါဘူးဆိုအားပေးတယ်အခုကကြတော့အဲ့ဒီမှာဂုတ်သွေးစုပ်အမျက်ကြီးစားပြီးတော့အရှက်မရှိတို့ဒီရွှေတောင်ကြားတွေမှာနေတယ်တန်းချီတဲ့ဒေါ်လာတန်းရာနဲ့ချီပြီးတော့အဲ့ဒီအောက်ခြေမှာရှိတဲ့လယ်သမားတွေတောင်သူတွေပြည်သူတွေရဲ့ချွေးနှဲစာကိုအစင်စစ်ခေါင်းပုံဖြတ်ပြီးလက်ပေးလက်ယူမှုတွေနဲ့လှုပ်ရှားသွားတာအခုအဲ့ဒီပုံစံအတိုင်းတို့ကဘာလို့ထပ်လုပ်မလဲဆိုတော့ပြည်သူစစ်မှုထံဥပဒေနဲ့တို့အသက်ရှင်ဖို့အတွက်အရှက်မရှိပြည်သူတွေရဲ့အသက်တွေနဲ့ယင်းပြီးတော့အခုမိုးကုတ်မှာလူတို့စစ်သား1000ပို့လိုက်တယ်ကျွန်တော်ပြောရဲတယ်တို့မှာစစ်တပ်မှာစစ်သားလူဟောင်းတွေမရှိတော့ဘူး2023 2024ကတို့စစ်တပ်လူကုန်သွားပြီဒီလူတွေအားလုံးရဲ့90%ရာခိုင်နှုန်းတွေအကုန်အသက်တွေကြီးပဲတေးကြတယ်အကုန်ပါစာအသက်တွေကြီးပဲအဲ့တော့တောင်သူတွေကိုအောက်ခြေမှာနင်းပြီးတော့မြတ်အထုတ်တယ်လို့ပဲအခုပြည်သူတွေရဲ့အသက်ကိုယင်းပြီးတော့တို့အာဏာရဖို့အခုလိုလက်ပေးလက်ယူမှုလုပ်ဖို့ကြီးပွားဖို့ချမ်းသာဖို့အတွက်လုပ်နေတယ်ဒါကြောင့်အဲ့ဒါလုပ်ဖို့အတွက်တို့မဲရဖို့တို့ကိုတို့ကိုအကောင်ပြောဖို့တို့ကိုဝါဒဖြန့်ပေးဖို့တို့အတွက်ဖြစ်ဖို့အတွက်ဂျားမှာရှိတဲ့အမှုပညာရှင်တွေနဲ့ထောက်ခံတဲ့လူတွေအခု online ကနေပြီးတော့တို့ပြောတဲ့6800ဇားတွေကိုအဲ့ဒီပတ်စံတွေအဲ့ဒီရတဲ့ပတ်စံတွေနဲ့နော်ရတဲ့ပတ်စံတွေနဲ့ရဲစက်လုံနေတယ်အဲ့ဒီအမျက်ကြီးစားမှုတွေကနေတို့စောင်းစီတွေတင်သွင်းတယ်မတန့်ရှင်ဘူးပြည်သူတွေယောဂါထူတယ်အသက်50နဲ့သွားကုန်ကြပြီအသက်60နဲ့သွားကုန်ကြပြီနေ့တိုင်းတို့ဒီ silent killer တွေတိတ်ဆိတ်လူသက်သမားတွေအဲ့ဒီထဲမှာကျွန်တော်ကနပြောတဲ့ခရိုနီခရိုပြာတွေလည်းပါတယ်အဲ့ဒီကုံတယ်ပွဲစားတွေအကုန်ပါတယ်ဘာကြောက်လဲအဲ့ဒီစနစ်ကြီးကိုတို့ကဝိုင်းဝန်းလှုပ်ဆောင်ပေးနေတာနော်ကျွန်တော်တို့ကကြတော့မှန်ကန်နဲ့ရိုးသားနဲ့တပြားမှလည်းမရအိတ်ဆိုင်ပြီးကျွန်တော်တို့တွေကအချိန်တွေစိုက်ပြီးလုပ်နေကြတာအဲ့ဒီအချိန်မှာတို့ကကြတော့ကိုဂျိုးတွေရှာပြီးဒီစနစ်ကြီးတိဆောက်တယ်အဲ့ဒီအာနာရှင်စနစ်ရဲ့အသက်ကဘာလဲကျွန်တော်တို့ပြည်သူတွေအသက်တူစေတယ်